စင်ပြူလာဖက်တမ်းပြတဲ့ဓမ္မလာစီဘူးအောင်မြင်မှုတရဘူးပေါင်းချမ်းသူရဲ့ဘူတော်လက်သွမ်းပြတို့ပါဘူးစစ်တီးကိုမတ်ဘုံကနာစပါပြီအဲ့အားတွေ
အနေကအောင်တွေ့ခွင့်ခဲ့လေတရမကြီးဘဝမှာမချွေနိုင်တော့လေအချစ်ဆုံးမမုန်းရဲ့နိုင်မမုန်းရဲ့နိုင်တော့ရုပ်ပရိသေညာပေါပြန်မစိတ်ပါအနိစ္စလဲလဲခဏရုပ်တရားနတ်တရားနဲ့ပြအိုးနာသိဒီအတိမကြပါသင်္ခါရဟာဘယ်ကာလမဲ့ကြာနာပြဂရိမာလီဘုံအပေငရဲစွာအဝိဇ္ဇာကြောင့်ကြောင့်သင်္ခါရဝိညာဉ်ရုပ်တရားနတ်တရားတို့ဝိဇ္ဇာကြောင့်ကြောင့်သင်္ခါရဝိညာဉ်ရုပ်တရားနတ်တရားတို့စေကူအာယုကာမဂုဏ်သန္တာပရိစ္ဆသမုပ္ပါရုပ်ပြန်အတွင်းပါတဏှာဆက်ဆရာပြီးတော်သူရဟာမေဃစိနေကူရမှာလက္ခဏာရေးဖြစ်ရှုကြဝါ
ဓာတ်ကြီးစုပါအလူတရားမမြတ်တော့အရဘောခန္ဓာဘုံဘွဲ့မလူပါ32ကိထားဘုံဘွဲ့မလူပါ32ကိထားအမိုင်မဲဝိဇာတနာစိတ်အာယုန်ဒိဋ္ဌာယုန်ပြင်းမိမှာကာယပုဂ္ဂောဟာဘုံရောင်နာယုတ်ဆောင်က6ငါသူလဲသာအမိုင်မဲဝိဇာတနာစိတ်အာယုန်ဒိဋ္ဌာယုန်ပြင်းမိမှာကာယပုဂ္ဂောဟာဘုံရောင်နာယုတ်ဆောင်က6ငါသူလဲသာတရားမပေါ်များစွာများတဲ့ဝါဘဝလာဖြစ်ပြတန်နေရတရားမပေါ်များစွာများတဲ့ဝါဘဝလာဖြစ်ပြတန်နေရမိစတိငြိယကြောက်ရနိဗ္ဗာန်ရနိုင်စေရမဲ့ဖို့ကြိုးစားရအောင်ရှာဒိဋ္ဌိနဲ့ဝိစီကိစာဓမ္မပိယမဣကံပေ၍ဝါအထက်တန်တလံမကြရုပ်နဲ့ခံတဲ့နဝလုံးဟာအစတုံးကဘဝဆုံးရမှာအဲသူမာလာဘေဒကာယန္တကာပြင်းဝေရာအရဟတဖို့ပညာကိုရာလူကလေးချွေပဲဖို့ရာအရဟတဖို့ပညာကိုရာလူကလေးချွေပဲဖို့ရာဓမ္မဝါယမစိတ်တံဓမ္မရီဝိပဿနာရည်တန်းစေဖို့အမှန်အမသိမှုအလွဲစိတ်မှာ